time on time အတိတ်ပဲချင်းကစင်တလို့ရှိပေမဲ့သုံးပုံသုံးနည်းချင်းလုံးဝမတူဘူးနော်ဘလို့ကွဲပြားလဲဆိုတာမဒီနဲ့အတူဒီနေ့လေ့လာကြအောင် Welcome to Maddie's English Fix On time ဆိုတာကသတ်မှတ်ထားတဲ့အချိန်အတိအကျ punctual ဖြစ်တာကိုပြောတာပါဥပမာ The class starts at 9 a.m. and I arrived on time အတန်းက9နာရီမှစတယ်မဒီက9နာရီအတိမှရောက်တယ်ဆိုတဲ့သဘောပါ In time ကကြတော့သတ်မှတ်ထားတဲ့အချိန်ထက်စောပြီးဒါမှမဟုတ်နောက်မကျပဲအချိန်မီရောက်တယ်လို့ပြောတာပါဥပမာ I arrived at the class in time for the lecture အတွက်မဒီကအတန်းကိုအချိန်မီရောက်ခဲ့တယ်လို့ပြောတာပါလွယ်အောင်ပြောရရင် appointment တွေ meeting တွေမှာအချိန်တိကျတာက on time တခုခုကိုလက်လွတ်မခံရအောင်အချိန်မီတာက in time ပါအခုဆိုရင်ဒီနှစ်ခုရဲ့ကွဲပြားချက်ကိုသိသွားပြီလို့မျှော်လင့်ပါတယ် See you in the next video bye bye